မင်္ဂလာပါခင်ဗျာဒူဒီကိုတိုးကြီး channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်မနေ့ကတော့ကိုတစ်ဆိုရဲရိုက်ရှိတဲ့ဗီဒီယိုလေးကိုတင်ပြီးတော့ပါပြီဒီနေ့ကတော့ကျွန်တော်ဆက်လက်ပြီးတော့တေချောင်းလို့ဆိုပြီးတော့နောက်ဗီဒီယိုတစ်ပုတ်လုပ်ပြီးပြန်တင်ပေးထားပါတယ် site ကတော့မတူပါဘူးနော်ဟိုဘက် site နဲ့ဒီဘက် site နဲ့ဟုတ်ကဲ့ကျွန်တော်နောက်တစ် site ပြန်တွေ့ထားတဲ့အတွက်ကိုတစ်တဲအောဆိုတဲ့ site ကိုကျွန်တော်ပြန်တင်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ပြီးဘေးနားဒေါ်ဘဲခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားစေချင်ပါတယ်ဒါမှကျွန်တော်တို့ဗီဒီယိုတစ်တိုင်းတွေ့ရမှာပါဟုတ်ကဲ့ကျွန်တော်ဗီဒီယိုရှင်းမှာကြောက်တဲ့ပဲတော့ခက်တွတ်လေးပဲသွားကြအောင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ရင်းတို့ပါဘယ်လိုလာမလဲဆိုရင်ကျွန်တော်တို့968ဆိုတဲ့ကဏ္ဍ3လုံးပေါင်းအောင်မှာဖြစ်ပါတယ်968အစင်းအောင်ရင်းတော့မြင့်တာထားတွေ့ပါလိမ့်မယ်ဒီက968ကိုကျွန်တော်တို့ပေါင်းပါမယ်96ပေါင်းခြင်းဒီ17ရှိရဲ့17ရဲ့ရှိရဲ့ပေါင်းခြင်းဒီ9ဟုတ်ကဲ့ကျွန်တော်တို့ပြန်ပေါင်းပြပါမယ်968 96ပေါင်းခြင်းဒီ17တရဲ့ရှိရဲ့ပေါင်းခြင်းဒီ9ရပါတယ်နော်ဟုတ်ကဲ့နောက်တစ်ကက်မှာကျွန်တော်တို့ဘာပေါင်းအောင်လဲဆိုရင်4နှစ်ဆိုပြီးတွေ့ပါလိမ့်မယ်4နှစ်ကိုကျွန်တော်တို့ပေါင်းပါမယ်4ရဲ့နှစ်ပေါင်းတော့6ရဲ့နှစ်ပေါင်း8နော်ဟုတ်ကဲ့4နှစ်ပေါင်းပါမယ်နော်ဟုတ်ကဲ့သူကဘယ်နှပွဲကြော်လဲဆို3ပွဲကြော်ပါနော်3ပွဲကြော်မှာတစ်ခါလာပါရဲ့နော်အဲ့ဒီကပွဲလေးရပထမ968မှာကျွန်တော်တို့9ရပါရဲ့နော်နောက်တစ်ပွဲမှာကျွန်တော်4နှစ်မှာကျွန်တော်တို့8ရပါရဲ့နော်ဟုတ်ကဲ့နောက်တစ်ပွဲကျွန်တော်တို့ဆက်သွားပါမယ်836ဆိုပြီးကျွန်တော်တို့တွေ့ပါလိမ့်မယ်အစိမ်းအောင်လေးနဲ့မြင့်တာထားတာ836ကိုကျွန်တော်တို့ပေါင်းပါမယ်8ရဲ့3ရဲ့ပေါင်းခြင်းဒီ1ရဲ့6ရဲ့ပေါင်းခွန်း836ပေါင်းခြင်းဒီခွန်ရပါမယ်အပေါ်ဆုံးမှာကျွန်တော်တို့9ရပါမယ်ဒုတိယမှာ8ရပါမယ်ကျွန်တော်တို့တတိယမှာခွန်ရနေပါပြီဟုတ်ကဲ့အော်တဘွဲကိုဆက်သွားပါမယ်အော်တဘွဲမှာကျွန်တော်တို့ဘာပေါင်းမလဲဆိုရင်938ဆိုပြီးကဏ္ဍ3လုံးကိုတွေ့ရလိမ့်မယ်938ကျွန်တော်တို့ပေါင်းမယ်ဆိုရင်93ပေါင်းခြင်းဒီ8ပေါင်းခြင်းဒီ6 938ပေါင်းခြင်းဒီ6ဟိုကျွန်တော်တို့ပေါ်ဆုံးက9ဟောဒုတိယမှာ8တတိယမှာခွန်ဆုတ်ထမှာ6ကျွန်တော်တို့ပြစ္စမမှာ9ဖြစ်ပြီးလိုအပ်ပါတယ်ကျွန်တော်9ဖြစ်ပြီးဖို့ဆိုရင်ကျွန်တော်တို့4ရဲ့2ရရှိပါပြီ4နှစ်ရရှိနေတဲ့ကျွန်တော်တို့9ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့9လုံးထည့်ပြီးမှ4နှစ်ပေါင်းခြင်းဒီ6ပေါ့နော်4နှစ်လုံးဖြစ်နေတဲ့အတွက်4နှစ်ပေါင်းခြင်းဒီ6ကျွန်တော်တို့9ဖြစ်ပြရမှာပါ9ရှင်း965ဆိုပြီးဖြစ်ပြရမှာဖြစ်တဲ့အတွက်4နှစ်ပေါင်းခြင်းဒီ6ဆိုတော့9ဖြစ်ဖို့ကျွန်တော်တို့6ထိပ်ထည့်ပြီးမှတာလည်း9ဖြစ်မှာပေါ့နော်အဲ့ဆက်ကနော်6ထိပ်ထည့်ပြီးမှတာလည်း9ဖြစ်မှာပါအဲ့တော့6ထိပ်လုံးရရှိခဲ့ပါပြီကျွန်တော်တို့6ထိပ်ရတဲ့အတွက်ကျွန်တော်တို့အပိတ်ဆက်ကိုကျွန်တော်တို့လိုအပ်အပိတ်ဆက်ကိုကျွန်တော်တို့ပြန်ပြီးရှားမှာဖြစ်ပါတယ်တကွက်တဲ့အော့မှာဖြစ်တဲ့အတွက်တို့အပိတ်ဆက်ကလို့ဆိုရင်တော့အပြောင်လေးနဲ့မြင်းတာတွေ့ရလိမ့်မယ်နော်ကဏ္ဍလေးလုံးရှိပါတယ်ကဏ္ဍလေးလုံးကျွန်တော်ပေါင်းပါမယ်ကျွန်တော်ကဏ္ဍလေးလုံးတော့ခြားကြီးထားတော့ပေါ့နော်ကဏ္ဍလေးလုံးမှာဘာရှိလဲဆိုရင်3263ဆိုပြီးတွေ့ပါလိမ့်မယ်3263တော့တွေ့ပါလိမ့်မယ်နော်အမှန်ဒါအပိတ်ဆက်လေးပါ3263ကျွန်တော်ပေါင်းပါမယ်3263ပေါင်းခြင်းဒီ8ရဲ့3ပေါင်းခြင်းဒီ1ဆိုပြီးရပါလိမ့်မယ်ဟုတ်တယ်နော်ကျွန်တော်ပြန်ပေါင်းကြပါမယ်3263ပေါင်းပါမယ်32ပေါင်းခြင်းဒီ2ရဲ့6ရဲ့ပေါင်းတော့8ရဲ့3ရဲ့ပေါင်း1ရပါလိမ့်မယ်ဟုတ်ကဲ့1မှာနောက်တစ်ပွဲမှာတို့ဘာကဏ္ဍဖြစ်မလဲဆိုတော့စပေါင်းပါမယ်34နှစ်ပေါင်းခြင်းဒီ6ရပါမယ်34ပေါင်း4ရဲ့နှစ်ပေါင်း6ရဲ့5ရဲ့ပေါင်းခြင်းဒီ1ရပါရဲ့နော်အပေါ်မှာလည်း1အောက်မှာလည်း1ပါနောက်တစ်ခါကျွန်တော်သွားပါမယ်3နှစ်3ဆိုပြီးကဏ္ဍရှိပါမယ်3နှစ်3ပေါင်းခြင်းဒီ9ရဲ့6ပေါင်း1ပဲနော်အပေါ်မှာ1အောက်မှာ1ဒုတိယမှာလည်း1ပဲနော်1ရိုက်လာပါတယ်ကျွန်တော်တို့သရိုးသားမြတ်မှာကျွန်တော်ပြန်သွားပါမယ်သရိုးသားမြတ်မှာလည်း3484ဆိုပြီးတွေ့ပါလိမ့်မယ်34ပေါင်းခြင်းဒီ4ရဲ့8ပေါင်းခြင်းဒီ2ရဲ့နော် sorry 34ပေါင်းခြင်းဒီ4ရဲ့3ရဲ့ပေါင်းခြင်းဒီခွန်4ရဲ့ပေါင်း1နော်ရှင်းမို့ sorry 3434ဆိုပြီးတွေ့ပါလိမ့်မယ်34ပေါင်းခြင်းဒီ4ရဲ့3ပေါင်းခြင်းဒီခွန်4ပေါင်း1နော်နော်အပိတ်ဆက်ကလည်း1မှတန်းနဲ့ရိုက်လာပါရင်တို့ဒီပွဲမှာတို့1မှတန်းနဲ့ရိုက်ဖို့ဆိုရင်99နှစ်ဆိုပြီးရှိပါမယ်99ပေါင်းခြင်းဒီ8ရဲ့နဲ့ပေါင်းခြင်းဒီ30ဆိုတော့1ဖြစ်ဖို့ဆိုတော့1နောက်ပိတ်ထိုင်းမှတန်းနဲ့1ဖြစ်မှာပါတို့အဲ့တော့အထိတ်ဆက်က6ထိတ်အပိတ်ဆက်က1ပိတ်ဆိုရင်တို့9တိတကွက်တဲ့ကိုအော်မှာဖြစ်ပါတယ်တို့9ရက်17လ2020နှစ်17နိုင်ဒီနေ့9တိတကွက်တဲ့ကိုအော်မှာဖြစ်ပါတယ်နော်ကျွန်တော်ပြောရင်တော့91ကိုအော်မှာပါပတိအော်ဂျင်ပတိပတ်ချင်တဲ့လူရတော့ကျွန်တော်တို့ပတိနှလုံးထုတ်ပြပါမယ်9ပတ်တိနဲ့1ပတ်တိပါအဓိကအားကောင်းဆုံး1ပတ်တိတော့1ပတ်တိပါနော်ကျွန်တော်ပြောပါရင်နော်ကျွန်တော်ပြောရင်လွဲခဲ့ပါရင်နော်ခုနေ့17လနောက်17လနေမှာတော့1ပတ်တိကိုအဓိကဥစားထားပြီးတော့ပတ်ပြမယ်နော်1ကိုလုံးဝကိုသေးကြနေတဲ့အတွက်1ကိုပတ်ပါမယ်1ကနောက်တစ်ဆက်1ပတ်တိရဲ့နောက်တစ်ဆက်ကျွန်တော်တွေ့ထားတဲ့အတွက်1ပတ်တိကိုပတ်ကိုပတ်မှာဖြစ်ပါတယ်1ပတ်တိနော်1ပတ်တိပတ်ကိုပတ်ရမယ်နော်အဓိက main အောင်မှာတော့91ဖြစ်ပါတယ်အားလုံးပဲ good luck ပါ